Fast and Furious ကားနဲ့ကကိုရီးယားဟန်နဲ့တူလို့ကဘာကျော်သွားတဲ့မန္တလေးကအိုးဝေမောင်သမားလေးကိုရက်ကယခုလက်တလုံးအင်တာနက်ပေါ်မှာကဘာကျော်သွားတဲ့မြန်မာနိုင်ငံသားတယောက်ရှိပါတယ်။အဲ့ဒါကတော့မြန်မာဟန်လို့နာမည်ကြီးနေတဲ့မန္တလေးမြို့ကအိုးဝေတုတ်တုတ်ဆရာကိုရက်ခပါ။ကိုရက်ခဟာကဘာကျော်ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ Fast and Furious franchise တဲ့ကဇာတ်ကောင်တစ်ခုဖြစ်တဲ့ဟန်နဲ့တူရဲဆိုပြီးနာမည်ကြီးလာတာပါ။အခုဆိုမြန်မာဟန်လို့နာမည်ကြီးတဲ့မန္တလေးမြို့ကအိုးဝေဆရာကြီးကိုရက်ခဟာကဘာတလွှားကလူငယ်ပြည်သက်တွေကြားမှာနာမည်ကြီးကဝက်ဝက်ကွင်းအောင်မြင်နေပါပြီ။တချို့နိုင်ငံသားတွေဆိုရင်ကိုရီးယားဟန်က slot ဆွန်လိုက်လို့မွဲကသုံးဘိန်းမောင်းနေရတာလားဆိုပြီးလာဆောင်နောက်ကြတယ်လို့ဆိုပါတယ်။မြန်မာဟန်ဟာတိုကျို drift ဇာတ်ကားနဲ့ကကိုရီးယားဟန်စောင့်ဝင်ကန်လို့သုံးဘိန်းနဲ့တရုတ်ဆောင်လိုက်ရင်နာမည်ကြီးလာတာဖြစ်ပါတယ်။ကိုရက်ခကတော့သူဟာဟန်ရဲ့ပြည်သက်မို့သာ TikTok လိုက်လုပ်တာဖြစ်ကဒီလောက်ထိနာမည်ကြီးသွားမယ်မှမသိဘူးလို့ဆိုပါတယ်။ဘာဖြစ်ဖြစ်မြန်မာပြည်မန္တလေးကကိုရက်ခတ်ကတော့မြန်မာဟန်ဖြစ်နာမည်တဟုန်ထိုးကြီးနေပါပြီ။ကိုရက်ခတ်ဟာသုံးဘိန်းမီနီယိုဝေမောင်းတယ်လို့ဆိုင်ကယ်ပွဲစားလုပ်တယ်လို့လည်းသိရတာပါ။ခုချိန်မှာတော့ကိုရက်ခတ်တယောက်မထင်မှတ်ပဲနာမည်ကြီးသွားလို့ကြော်ညာလေးတွေရိုက်ကူးဖို့တော့ကမ်းလှမ်းခံနေရပြီလို့သိရတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာဟန်ကိုဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်။